ကိုရထားတဲ့ပူတွေကို professional ဆန်ဆန်ဖြစ်သွားစေချင်တယ်ဆိုရင် Final Cut Pro မှာ speed run လုပ်နည်းကိုမဖြစ်မနေတည်ထားဖို့လိုပါတယ်။ main channel video တွေပဲဖြစ်ဖြစ်အင်္ဂလာဗီဒီယိုတွေပဲဖြစ်ဖြစ် product journal တွေပဲဖြစ်ဖြစ်ဒါမှမဟုတ် key သွား blog တွေပဲဖြစ်ဖြစ်ဒီ speed run ကတော်တော်လေးကိုရှိပါပါတယ်။ကဲဘယ်လိုလုပ်ရမလဲဆိုတာကိုကြည့်လိုက်ရအောင်။ဒါလေးကတော့ drone နဲ့ရထားတဲ့ channel video လေးပေါ့နော်။သူ့ရဲ့အောက်မှာ background music ရှိတယ်။ဒီ music နဲ့လက်ဖက်အောင်ပြန်ပြီးတော့ speed run လုပ်ကြည့်မယ်။ speed run ရဲ့ shortcut key က Shift B ပေါ့နော်။အရင်ကကျွန်တော်တို့မှတ်ထားတာက command B ဆိုရင်ကလစ်တစ်ခုလုံးကို split လုပ်ပြတာခွဲပြတာဒီနေရာမှာ Shift B ဆိုတာကဒီကလစ်ကိုကျွန်တော်ကခွဲပြတာမဟုတ်ဘူးဒီကလစ်ရဲ့ speed ကိုပဲကျွန်တော်တို့ကခွဲပြတာဥပမာဒီနေ့လေးလောက်မှာကျွန်တော် speed run စမယ်ဒါဆိုရင် Shift B ကိုဒီနေ့လေးမှာ play လေးချပြီးတော့နှိပ်မယ်ကလစ်ရဲ့အပေါ်မှာရှိတဲ့အစိမ်းအောင်ဘားလေးမှာဒါ speed ကနှစ်ခုကွဲသွားပါတော့ဒီဘက်မှာ100ဒီဘက်မှာ100ပေါ့နော်speed run ကိုနောက်ဆုံးဒီတကဘာလေးပွင့်တဲ့နေရာမှာထားခြင်းနဲ့ဆိုရင်အဲ့နေရာကိုလည်းကျွန်တော်တို့ shift view ကိုနှိပ်လိုက်အောင်မယ်ဒါဆိုရင်ကျွန်တော်တို့ speed ရဒီမှာ3ခုပြနေရပါတော့ကျွန်တော်အလက်တစ်ခုကို speed ကိုမြန်မလားနှိမ့်မလားလုပ်လို့ရပြီဖြစ်ပါတယ်ဆိုရင်ဒီလေးကနေကျွန်တော် fast ကို laser ကိုယူမယ်ဒါဆိုရင် speed run ဖြစ်သွားပါပြီ okay ဒါတော့ပထမဆုံးနည်းပေါ့နော်နောက်တစ်နည်းပြဖို့အတွက်ဒါကို command set နဲ့နောက်ပြန်ရေးမယ်နောက်တစ်နည်းကဘယ်လိုလဲဆိုတော့ကျွန်တော် keyboard မှာရှိတဲ့ R ဆိုတဲ့ range selection ဆိုတဲ့ keyword ကိုနှိပ်ထားမယ်ပြီးရင်ကို speed run စကြင်တဲ့နေရာနေစဆွဲပြီးတော့ကို speed run ဆုံးနေတဲ့နေရာထိကိုဆွဲပေးမယ် okay ကျွန်တော်ကတော့ဒီမှာတကဘာဖွင့်တဲ့နာတီကို range selection ကိုဆွဲထားမယ်ဒီတဲကနေကျွန်တော် first ကိုမှာ laser ကိုရွေးမယ်ဒီနေရာမှာကိုယ့်ရဲ့ speed run ဆုံးသက်နေရာကနေရာလေးမှားသွားတယ်နည်းနည်းလေးနေရာအပြောင်းလဲရွှေ့ကျင်နေဆိုရင်ဒီ speed run ရဲ့နောက်ဆုံးဒါလေးကိုကျွန်တော် click နှစ်ချက်နှိပ်မယ်ပြီးရင် edit ဆိုတာလေးကိုနှိပ်ရင်ဒါလေးပေါ်လာမှာဖြစ်ပါတယ်အားလေးနဲ့ကျွန်တော်တို့ speed run ရဲ့ဆုံးသက်နေရာကိုပြန်ပြောနေရာပြန်ချိန်ကစားလို့ရပါတယ်ဝင်အစိမ်းရအောင်ရှိမယ်စိမ်းနုအောင်ရှိမယ်ပြာနုအောင်ရှိမယ်အပြာရင်းအောင်ရှိမှာပေါ့နော်ဒါကဘာတွေလဲဆိုတော့ဒီ color နုတွေက transition ကိုပြတာဥပမာဆိုရင်ဒီ color နုကိုကျွန်တော်ကကြိတ်ရဲလောက်ထားရဆိုရင်သူ့ရဲ့ transition တွေက smooth ဖြစ်တာပေါ့နော်ဒီလိုအဲ့လို color နုကနေပြီးတော့ color ရင်းကိုပြန်ထားမယ်ဆိုရင် transition တိတ်မရှိတော့သူက smooth မဖြစ်နေပုံမှန်သွားနေရနေခါရချင်းချင်းမြန်သွားအဲ့လိုမျိုး speed run လောက်တဲ့အခါမှာသုံးကြတာပေါ့ okay ကျွန်တော်ဒီနေရာမှာတော့ speed run ကို smooth ဖြစ်အောင်အကုန်လုံးကို color ရှင်းတွေကိုနည်းနည်းလေးပဲထားမယ်transition ဖြစ်တဲ့ color အနုတွေကိုပဲတော့ချဲပြပါပေါ့နော်ကဲဒါဆိုရင်ဒီလိုကိုလေးဖြစ်လာပါပြီနောက်ထပ် speed run လုပ်ဖို့အတွက်ကျွန်တော်ဒီတကပေါက်နားနေတပည့်နေနာရောက်တဲ့အထိကို range selection 2သုံးပြီးတော့ speed run လုပ်မယ်ပြီးတာနဲ့ကျွန်တော်ဒါကို speed ကိုရွေးမယ် fast က laser ကိုပဲရွေးမယ်ဝယ်ဒီ speed run ကိုပို့ပြီးတော့ smooth ဖြစ်အောင်ကျွန်တော် color ရင်းတွေကိုနည်းနည်းပဲထားမယ် position color တွေကိုမြန်မာထားမယ်နောက်ထပ်ကလည်းကျွန်တော် range selection တခုပေးပြီးတော့ speed run ကစားမယ်ဒါလေးကိုတော့ကျွန်တော်ဒီမိဖို့ပေးနာအပေါင်းနားထိကို range selection 2ဆွဲထားမယ်ပြီးရင်သူ့ကိုလည်းခုနလိုပဲ speed run ပေးမယ်so range selection ကိုလည်းကျွန်တော်ဒီမြက်ခင်းပြင်စာနေဒီကင်မရာကိုတဲ့နေရာထိကို range selection 2ပေးပြီးတော့ speed run လုပ်မယ်သူ့ရဲ့ speed ကိုတော့ကျွန်တော်80ဆလောက်မြန်ထားမှာပေါ့နော်အဲ့ဒါခုနလိုပဲကျွန်တော်တို့ transition color လေးကိုချဲ့ပြီးတော့ရောင်ရင်းတွေကိုကျင်းပေးမယ်ပေါ့နော်ဒါကပို့ပြီးတော့ smooth ဖြစ်အောင်ပေါ့
that get to my head. I don't care, I pay no way. ဒီ background music ကို Ocean key ကိုနှိပ်ပြီးတော့ copy ပွားမယ်လွတ်နေတဲ့နေရာလေးမှာပါမယ်ပိုနေတဲ့နေရာလေးကို train လုပ်ဖို့အတွက် Ocean နဲ့ခွင့်ပိတ်ကိုနှိပ်မယ်ဒီ video လေးကိုကျွန်တော်တို့က experience လုပ်ထားတဲ့အတွက်ကြောင့်မို့ဒီ video တွေက movement တွေကို motion blur ပေးဖို့အတွက် generator bar ကိုသွားမယ်အဲ့ဒီကနေကျွန်တော် motion blur ကိုဆွဲထည့်မယ် Bitch, I said what I said. I ကဲဒါဆိုရင် Final Cut Pro မှာ experience ကိုဘယ်လိုထိထိမိမိလောက်ရမလဲဆိုတာကိုတီးဝါကြပြီလို့ထင်ပါတယ်ဒီနည်းလမ်းကကျွန်တော်အစောကပြောခဲ့တဲ့ HMV အားကစား commercial ခီးသွွား priori အားလုံးမှာတကယ်အသုံးဝင်တာမို့မိတ်ဆွေတို့ရဲ့နောက် project တွေမှာစမ်းသုံးကြည့်ကြဖို့လည်းတိုက်တွန်းချင်ပါတယ်။ Machine နာရှင်းလည်း comment မှာမေးခဲ့လို့ရပါတယ်။ဒီ video လေးကအကျိုးရှိတယ်ဆိုရင် like and subscribe လုပ်ဖို့မေးခဲ့ကြပါမယ်။နောက် video မှာပြန်လည်တွေ့ကြပါမယ်။